လူတွေဟာမျောလင်းချက်တွေကြီးစွာထားကြတယ်လွန်ခဲ့တဲ့နှစ်တဲ့အခုကူပြောင်းလာတဲ့နှစ်သက်ဟာစီးပွားရေးပိုကောင်းမယ်လို့ဒီလိုမျောလင်းကြတယ်ဗုဒ္ဓမြတ်စွာကစီးပွားချမ်းသာခြင်းကြတာဟာလူတိုင်းရဲ့မျောလင်းချက်တစ်ခုပါတဲ့သို့တော့ထိုမျောလင်းချက်အတိုင်းလူတိုင်းရသလားဆိုတော့မရနိုင်ဘူးတဲ့ဘာကြောင့်မရနိုင်တာတုံးဆိုတော့မှန်ကန်တဲ့အကြောင်းမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာမလျှောက်နိုင်လို့ပါပဲဘာကြောင့်စီးပွားချမ်းသာတိုးတက်နိုင်တယ်ဆိုတဲ့မှန်ကန်တဲ့အကြောင်းတရားကိုလူတိုင်းရှာတွေ့ဖို့ရခက်ပါတယ်နောက်ဆန္ဒတစ်ခုကလူလောကမှာဂုဏ်ရှိတရေရှိနာမည်ကျော်ကြားတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းတယ်ဒါလည်းလူတွေရဲ့စီးပွားဥစ္စာရှိပြီးတဲ့နောက်မှာမျောလင်းချက်တစ်ခုပါပဲထပ်ပိုးလာတဲ့မျောလင်းချက်တစ်ခုအဲ့ဒီမျောလင်းချက်ဟာလူတိုင်းမျောလင်းတဲ့အတိုင်းဖြစ်သလားဆိုတော့မဖြစ်နိုင်ဘူးအမတန်ဖြစ်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်စီးပွားဥစ္စာတိုးတက်ဖို့မျောလင်းတယ်နာမည်ကျော်ကြားပြီးတော့ဂုဏ်သတင်းကြီးထွားဖို့မျောလင့်တယ်နောက်တစ်ခုလိုအပ်ချက်ဘာချမ်းနေတယ်လဲလို့ဆိုရင်စီးပွားဥစ္စာတွေလည်းတိုးတက်တယ်ဂုဏ်သတင်းလည်းကျော်ကြားတယ်လူတွေရဲ့ဆန္ဒပြီးသွားပြီလားဆိုမပြီးသေးဘူးနောက်ထပ်ဘာမျောလင့်မြန်တော့ဆိုရင်ချမ်းချမ်းမာမာနဲ့အသက်ရှိခြင်းကြတယ်ဒါတတိယမျောလင့်ချက်တစ်ခု